သူတော်စင်များရှင်ကျမတို့ဖရာသခင်ဟာကောသလတိုင်းတာဝိထိပြည်ဇေဒဝန်ကျောင်းတော်မှာတရင်သုံးတော်မူစဉ်ယဟန်တော်900ကိုဟိမဝန္တာတောင်ကြီးတောဆက်သို့တရားအားထုတ်ရန်ညွှန်ကြားတော်မူခဲ့ပါတယ်ယဟန်တော်အရှင်မြတ်များတောထဲကိုရောက်တယ်ဆိုရင်ပဲတောဆောင်နဲ့တောင်ဆောင်နဲ့ရုပ်ကစိုးနဲ့များဟာယဟန်တော်များသီလကုံကြောင့်မြင့်မြတ်သောနေရာမှနှိမ့်ကျသောနေရာသို့ဆင်းသက်ပေးကြရပါတယ်ရက်လအချိန်ကြာညောင်းတော်လေယဟန်တော်များမရွှေ့မပြောင်းကြသောအခါနတ်ဒီဝါများဟာအတန်နဲ့လှန့်အနက်နဲ့ချောက်ကြောက်လောက်အောင်ရုပ်ပင်ပြနှောက်ယှက်ကြပါလိမ့်ရောရှင်တို့ကြောင့်ယဟန်တော်များဟာတရားအားထုတ်မရနိုင်တာနဲ့ဖယားရှင်ထံဝင်ပြီးလျောက်ထားကြပါတယ်ဖယားရှင်ဟာယဟန်တော်များကိုလူနဲ့ချစ်ခင်စေတဲ့ကရဏီယအစရှိသောမေတ္တာကမ္မထံကိုသင်ကြားပေးလိုက်ပါတယ်အဲ့ဒီကြတော့မှပဲယဟန်တော်များမေတ္တာတုတ်ရွတ်ဖတ်လိုက်သောအာနိသင်ကြောင့်ကောင်းစွာတရားအားထုတ်နိုင်ကြပါတော့တယ်အဲ့ဒီနေ့ကတော့ဝါကောင်လာပြီနေ့မေတ္တာအခါတော်နေ့ပဲဖြစ်ပါတယ်ရှင်ချစ်တာပေါ်မြတ်တာချစ်မှာကိုနဲ့မကွာမြဲဆောင်ကြပါအမြဲဆောင်ကြပါလက်လူပြမတတဝါတွေပါဘဝစီဟာအမြဲချစ်တာပေါ်မြတ်တာချစ်မှာကိုနဲ့မကွာမြဲဆောင်ကြပါအမြဲဆောင်ကြပါရတရားဟောတရားအမှန်ကြီးချစ်မှာခန္ဒီပါရမီမမေတော်တတိထပ်ပါစေတော်ဝိမု တ်အကျိုးနေရမှာမကြအောင်ရမည်ပါဝါကောင်းလာပြီမြစ်တာတော်အချီ